မိမတက်တာနဲ့လုံးဝရေမြုပ်သွားမယ်ဖေဟာသို့မဟုတ်တက်ကမီနဲ့ဖိုမခွဲကြရေးအယူဝါဒများဒီဖျားကိုမိမတွေတက်ဖို့လုံးဝတားမြစ်ထားပါတယ်ဖျားဘုံမိမတွေတက်ရင်ပုံတိုင်းထမယ်နေပြင်းတိုက်မယ်ရေနစ်သေးကုန်မယ်အဲ့ဒီနေရာတစ်ခုလုံးဒီရောက်ကိုနစ်မြုပ်သွားမယ်လို့ထူးခြားတဲ့အယူဝါဒတစ်ခုဖြစ်ပေါ်လို့နေပါတယ်ကြားရတာမယိုနိုင်တရားကြီးပေမဲ့ဖျားဘုံမိမတက်ရင်ကပ်ပေးစိုက်မယ်ဆိုတာကိုအဲ့ဒီဒေသကလူတွေအားလုံးနဲ့ဂောဘကလူကြီးတွေသာမကမြန်မာနိုင်ငံလုံးကပါလက်ခံထားကြပါတယ်ဒါဆိုအဲ့ဒီမိမတက်လို့ကက်ဆိုင်မဲဆိုတာဘယ်ဖေးရလဲမြန်မာနိုင်ငံရဲ့ဘယ်နေရာမှာတည်ရှိနေတာလဲမိမတက်တာနဲ့ဒုက္ခရောက်မယ်လို့ဘသူအများအခိုင်အမာပြောခဲ့တာလဲတကယ်ပဲမိမမတက်ဖို့တားမြစ်ထားတယ်ဆိုရင်ဖះကပုံထဲမှာခွဲခြားဆက်ဆံတတ်တာလားဒီလိုဘေဒီပေါင်းများစွာနဲ့ပြည့်နှက်နေတဲ့မိမမတက်ရတဲ့ဖះအကြောင်းကိုပရိသတ်ကြီးတို့အားလုံးလဲလုံးဝသိကြနေကြမယ်ထင်ပါတယ်ဒါကြောင့်ဒီကနေ့ရဲ့စီစဉ်လေးမှာတော့မိမတက်ရင်ကက်ဆိုင်မယ်လို့နာမည်ကြော်ကြားနေတဲ့